ကဲအားလုံးပဲမင်္ဂလာပါဗျာဆရာကတော့ဘေးရင်ရရအဆောင်ရောင်လေးကိုအထူးတလဲစီမံပေးနေတဲ့ဆရာလေးစောတေဝပါနော်အခုအစီရင်ပွဲကတော့ချစ်သူသမီးကြီးစား2ဦးအတွက်ဆရာဘက်ကနေဒါအမြန်ဆုံးနှီးဆက်ပြီးတော့အမြန်ဆုံးလက်ထပ်ပေါင်းသင်းလို့ရအောင်ပြုလုပ်ပေးတဲ့အခြေရေးအစီရင်ပွဲပါနော်အခြားသော9ရက်သားသမီးများကလည်းအခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့တဦးနဲ့တဦးဝေးကွာနေတဲ့အခြားတယောက်နဲ့ဖောက်ပြန်နေတာမျိုးတွေပဲဖြစ်စီပေါ့နော်မိမိလိုတဲ့စုကိုတောင်းသွားပါနော်ဒီလိုအစီရင်ပွဲမျိုးဆိုတာကတွေ့ရခဲ့ပေချင်းကြုံရခဲ့ပေချင်းပေါ့နော်ဒါဆရာနဲ့ကန်ဆက်လို့တွေ့ရကြုံရဆုံရတာပေါ့နော်ဒါကြောင့်မို့ငွေကြီးအစင်မပြေလို့မတက်နိုင်တဲ့9ရက်သားသမီးတွေချစ်သူသမီးကြီးစားတွေပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုမြင်ရင် share ပေး like ပေးပြီးတော့မိမိဖြစ်ချင်ဆုံးအရာတစ်ခုကိုဆရာရဲ့မန်းအောင်မှာမန်းခဲ့ပေးပါနော်ကျင်းတီပေါက်3ရက်အတွင်းမှာဖြစ်မယ်ကျင်းတီပေါက်ထူးခြားမယ်ပေါ့နော်ဒါကြောင့်မို့ယုံကြည်နဲ့ share ပေး like ပေးပြီးတော့ဖြစ်ချင်ဆုံးအရာကိုမန်းခဲ့ပေးပါနော်